နှုတ်ကပတ်တော်ကျွန်တော်ပြန်ပြီးတော့နှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့ခွန်အားယူဖို့ဖြစ်ပါတယ်ဒီနေ့ရွေးချယ်လာတဲ့နှုတ်ကပတ်တော်ကတော့ဖျားသခင်နဲ့တလုံးတဝတီဖြစ်ခြင်းဒါမှမဟုတ်ဖျားသခင်ရဲ့အမျိုးနွယ်ဖျားသခင်ရဲ့မိသားစုဖြစ်ခြင်းဆိုတဲ့နှုတ်ကပတ်တော်နဲ့ပြန်ပြီးတော့မှကျွန်တော်ခွန်အားပေးခြင်းပါတယ်ဒီနှုတ်ကပတ်တော်မှာပါပြောလဲဆိုတော့နော်ရှမတေခန်းကြီးစနစ်အပိုင်ငယ်46ကနေကျွန်တော်ဖတ်တဲ့အခါမှာထို့ပရိသတ်တို့ဟောတော်မူစဉ်တွင်မာရိနှင့်ညီတော်တို့သည်နှုတ်ဆက်၍ပြင်မာရနေကြ၏လူတယောက်ကလည်းမေတော်နှင့်ညီတော်တို့သည်ကိုတော်နှင့်နှုတ်ဆက်လို၍ပြင်မာရနေကြသည်ဟုလျှောက်လင်ကိုတော်ကငါအမိငါညီကအပေသူနီးဟုမေးတော်မူ၏လက်တော်ကိုလက်ဆွဲတပည့်တော်တို့ကိုညွန်လက်ဤသူတို့သည်ငါအမိငါညီပေသည်ကောင်းကင်ဘုံ၌ရှိတော်မူသောငါအပဤအလိုကိုဆောင်တော်သူသည်ငါညီငါနှမငါအမိဖြစ်သည်ဟုမိန့်တော်မူ၏ဒီကျမ်းစာကျွန်တော်ကြည့်တဲ့အခါမှာသခင်ယေရှုကနှုတ်ကပတ်တော်ဝင်ဟာပြီးမှနော်ဒီဩဝါဒပေးနေတဲ့အချိန်မှာသူရဲ့စာတိအဖြစ်တော့သူရဲ့မိခင်လို့ကျွန်တော်တို့ပြောရမယ်သူရဲ့မိသားစုဝင်ပေါ့နော်သူရဲ့မဲတော်ကအပြင်မှာနှုတ်ဆက်ဖို့အတွက်စောင့်နေတယ်တဲ့နော်တကယ်သူဖက်ကမိခင်ဖက်ကနေကျွန်တော်တို့မာရီဖက်ကနေကျွန်တော်တို့စဉ်းစားပြီးမှစဉ်းစားပေးမယ်ဆိုရင်နော်မေရိုဖက်မာရီဖက်ကနေကျွန်တော်စဉ်းစားပေးမယ်ဆိုရင်တော့တကယ်သူ့ရဲ့ဝန်းနဲ့လွဲပြီးမှမွေးလာတဲ့ကလေးဆိုတော့တကယ်ကိုသူတန်ရောစင်ရှိမှဖြစ်တယ်ဒါပေမဲ့ဒီခရစ်တော်ကအဲ့ဒီချိန်မှာဘာပြောလဲဆိုတော့ဒီကိုတော်ကငါအမိငါညီကအပေသူနီးတဲ့နော်အဲ့လိုပြောတဲ့အခါမှာဒီမာရီကတော့နော်သူရဲ့မိသားစုဖြစ်တဲ့သူကိုထိန်ချောင်းလာပြီးမှနော်ကြည်ပြင်းဖို့အတွက်ပြုစုလာတဲ့သူဖက်ကကျွန်တော်စဉ်းစားရင်တော့တကယ်ဒီလိုမျိုးစကားကြားရတဲ့ချိန်မှာတော့တကယ်ဝမ်းနည်းစရာကောင်းမဲ့အခြေအနေမျိုးဖြစ်တယ်ဒါပေမဲ့ခရစ်တော်ပြောတဲ့စကားဟာတကယ်ကိုမဟန်ကန်တဲ့စကားလုံးဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့သူဒီကောင်းကင်ဘုံကနေလာတော့ဖျားဖြစ်တယ်လူစားတိခံယူတဲ့ချိန်မှာနော်ဒီကောင်းကင်တမန်ကမေထုံတန်ဝါဒအဖြစ်မွေးတော်သားမဟုတ်ဘူးတဲ့ဝိညာဉ်တော်အဖြစ်ပဲမွေးမဲ့သားဖြစ်တယ်ကောင်းကင်ဘုံကနေလာတဲ့သားဖြစ်တယ်လို့ပြောတဲ့အတိုင်းပဲဒီမှာလည်းပဲသခင်ခရစ်တော်ကငါရဲ့အမိငါရဲ့နှမငါညီလို့ခေါ်ရမယ့်လူတွေဟာတဲ့နော်ဒီမှာကျွန်တော်ရဲ့ပေးပဝန်းကျင်မှာထိုင်နေကြတဲ့ဒီတပည့်တော်တွေဖြစ်တယ်ဆိုပြီးတော့လက်ညှိုးထိုးတာကိုကျွန်တော်တို့တွေ့ရပါတယ်ပြီးရင်ရှင်လုကာခန်းကြီးရှိကျွန်တော်တို့ရောက်တဲ့အခါမှာထပ်ပြီးတော့အဲ့ဒီအကြောင်းကိုကျွန်တော်တို့တွေ့ရတယ်နော်အခန်းကြီးရှိအပိုင်းငယ်27ကိုကျွန်တော်ကြည့်တဲ့အခါမှာကိုတော်ကဖျားသခင်ဤနှုတ်ကပတ်တရားတော်ကိုကြား၍နားထောင်တော်သူတို့သည်ငါအမိငါညီဖြစ်သည်ဟုမိန့်တော်မူ၏ကျွန်တော်တို့ဒီကျမ်းပိုင်နှစ်ခုမှာကျွန်တော်တို့စဉ်းစားဖို့ပေါ့နော်ကျွန်တော်တို့မှတ်ထားရမယ်စကားလုံးနှလုံးရှိပါတယ်ဆိုတော့ပထမကျမ်းပိုင်မှာဘာလဲဆိုတော့ဒီရှင်မဿဲမှာသူပြောတဲ့အထဲမှာငါအပအလိုကိုဆောင်တော်သူလို့ပြောတာဖြစ်တယ်ဖယားသခင်ဒီအလိုတော်ကိုဆောင်တော်သူလို့ပြောတယ်ပြီးရင်လုကာမှာမှတ်တမ်းတင်တဲ့ခါကျတော့
ဘာတွေ့ရလဲဆိုတော့ဖယားသခင်ဒီနှုတ်ကပတ်တော်ကိုကြား၍နားထောင်တော်သူတဲ့နော်ဒီစကလုံးနှလုံးကမတူပေမဲ့အတိတ်ပဲကတော့အတူတူပဲဖြစ်တယ်မဿဲကမှတ်တမ်းတင်တဲ့ခါမှာဖယားသခင်ဒီအလိုကိုဆောင်တော်သူရှင်လုကာမှတ်တမ်းတင်တဲ့ခါမှာဖယားသခင်ရဲ့စကားကိုကြားပြီးတော့မှနားထောင်တော်သူလို့ပြောတာဖြစ်တယ်ဆိုတော့ဒါကြောင့်မလို့နည်းနည်းလေးကျွန်တော်တို့ဖက်ကနေစဉ်းစားဖို့ပေါ့เนาะအသက်တာမှာဆင်ခြင်ဖို့အတွက်ဘာရှိလဲဆိုတော့လုကာပြောတဲ့အထဲမှာအင်မတန်မှရှင်းပါတယ်ဖယားသခင်ရဲ့စကားကိုကြား၍နားထောင်တော်သူကျွန်တော်လူသားတွေအားလုံးကဖယားသခင်ရဲ့သားသမီးတွေကဖယားရဲ့စကားအမြဲတမ်းကြားရပါတယ်ဒီခရစ်တော်တက်ရှိထင်ရှားရှိနေတဲ့ချိန်မှာပင်လင်သူဟောပြောသောစကားသူတွင်တင်သောစကားကိုသူတို့ကောင်းကောင်းကြားရပြီမဲ့တချို့သောလူတွေကကြားပဲကြားတယ်ဒါပေမဲ့နားမထောင်ပြီးရင်ရှင်မဿဲပြောတဲ့စကားလုံးနဲ့ဆိုရင်ဖယားရဲ့အလိုတော်ကိုမဆောင်ဘူးအများကြီးကျွန်တော်တွေ့ရတယ်တခင်ဟိုငါကိုရှောက်တော်သူတိုင်းကောင်းကင်နိုင်ငံဝင်ရမှာမဟုတ်ဘူးတဲ့ဖယားခင်အလိုတော်ကိုဆောင်တော်သူတိုင်းလည်းဝင်ရမယ်ဆိုတော့အဲ့မှာကျွန်တော်ကြည့်တဲ့အခါဖယားရဲ့အလိုတော်ဆောင်တော်သူဆိုတဲ့စကားလုံးကိုကျွန်တော်တွေ့ရပြီးတော့မှငါစကားကိုကြား၍နားထောင်တော်သူနားထောင်တယ်ဆိုတဲ့စကားလုံးကိုကျွန်တော်တို့အမြဲတမ်းကြားရတဲ့ဥပမာရှိပါတယ်သခင်ယေရှုကိုတိုင်ကဥပမာပေးတာဖြစ်တယ်စကားနားထောင်တယ်ဆိုတာတဲ့နော်လက်တွေ့လှုပ်ဆောင်ခြင်းကိုဆိုလိုပါတယ်တဲ့ညီကိုနှစ်ယောက်အကြောင်းနဲ့သူကသခင်ခရစ်တော်ကိုတိုင်ကနားထောင်ခြင်းရဲ့တက်တေကိုသူပြောပြပါတယ်ဖခင်ကနော်သူစပြည့်ဥယျာဉ်ထဲကိုတွားဖို့ပြောတဲ့အခါမှာတာကြီးကဟုတ်ကဲ့အဖေသွားမယ်တားငယ်ကမသွားဘူးအဖေထွက်သွားပြီးနောက်မှာသွားမယ်လို့ပြောတဲ့တာကြီးကမသွားဘဲနဲ့မသွားဘူးလို့ညင်းတဲ့တားငယ်ကအဖေရဲ့စကားနားမထောင်တာမကောင်းပါဘူးဆိုပြီးနောင်တရပြီးတော့မှစပြည့်ဥယျာဉ်ကိုတွားတယ်နော်စကားအရာကျွန်တော်တို့ပြောမယ်ဆိုရင်တော့တာကြီးဟာအဖေရဲ့စကားနားထောင်တယ်လို့ကျွန်တော်တို့ပြောเสียရှိပေမဲ့လက်တွေ့ဥယျာဉ်ထဲကိုမသွားတဲ့ခါကျတော့အဖေရဲ့စကားကိုနားမထောင်ရရောက်တယ်နော်အဲ့ဒီထဲမှာနော်ဘယ်သူကအဖေရဲ့စကားကိုနားထောင်တာလဲလို့မေးတဲ့အခါမှာပရိသတ်တွေကပြောတယ်တားငယ်ကပဲနားထောင်တာပါတဲ့ဒါကြောင့်အတိတ်ပဲကတော့လက်တွေ့လုပ်တဲ့လူဟာဖယားစကားနားထောင်တော်သူဖြစ်တယ်လို့ကျွန်တော်တို့အတိတ်ပဲပေါက်ရမှာဖြစ်တယ်ဒါကြောင့်မလို့ရှင်လုကာကဖယားသခင်ရဲ့စကားနားထောင်တော်သူကြား၍ဖယားသခင်ရဲ့စကားကြား၍နားထောင်တော်သူဟာငါရဲ့ညီမဖြစ်တယ်ငါနှမဖြစ်တယ်ဖယားနာမှာပုံကြည့်ပါဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အတက်တာမှာဖယားသခင်ရဲ့စကားကိုကျွန်တော်တို့ကြားတာနဲ့ကျွန်တော်တို့လက်တွေ့ကျွန်တော်တို့ကြားတဲ့အတိုင်းကျွန်တော်လက်တွေ့လှုပ်ဆောင်တဲ့အခါမှာလက်တွေ့ကျင့်သုံးလိုက်တဲ့အခါမှာကျွန်တော်တို့ဟာဖယားသခင်နဲ့တလုံးတဝတည်းကျွန်တော်တို့ဖြစ်သွားတယ်ဖယားရဲ့ညီမဖယားရဲ့နော်ညီငါရဲ့အမိငါရဲ့အဘငါမောင်နှမလို့ဖယားသခင်ရဲ့ခရစ်တော်ရဲ့ခေါ်ခြင်းကိုကျွန်တော်တို့ခံရတာဖြစ်တယ်ဖယားနာမှာပုံကြည့်ပါစေဒါကြောင့်မလို့ကျွန်တော်အမြဲတမ်းစဉ်းစားဖယားစကားကျွန်တော်နားထောင်တိုင်းမှာခန္ဓာအဖြစ်တော့ပြောစရာမကောင်းပါဘူးလုံးဝပြောစရာမကောင်းဒါပေမဲ့လို့ဝိညာဉ်ရေးရမှာတော့เนาะကျွန်တော်တို့ဖယားစကားအတိုင်းတမန်ကျမ်းစာအတိုင်းနှုတ်ကပတ်တော်အတိုင်းတမန်တရားအတိုင်းကျွန်တော်အသက်ရှင်တိုင်းမှာကျွန်တော်တို့ဒီဖယားသခင်ရဲ့မိသားစုဖြစ်တယ်ဖယားသခင်နဲ့တလုံးတဝတည်းကျွန်တော်တို့ဟာဖြစ်တယ်ဖယားနာမှာပုံကြည့်ပါစေဒါကြောင့်မလို့ဝိညာဉ်ရေးရမှာကျွန်တော်တို့ဟာဖယားသခင်နဲ့တော်စားခြင်းဖယားသခင်နဲ့တလုံးတဝဒီဖြစ်ခြင်းကိုကျွန်တော်တို့ဦးစားပေးဖို့လိုတယ်
ခန္ဓာအဖြစ်စာတိအဖြစ်ကျွန်တော်တို့ခရစ်တော်ရဲ့မိသားစုဟာဘယ်သူလဲလို့เนาะခရစ်တော်ရဲ့မောင်နှမတွေဟာဘယ်သူတွေလဲလို့ကျွန်တော်တို့ပြောမယ်ဆိုရင်เนาะဒီမာရိနဲ့ယောသတ်ဟာသူ့မိခင်နဲ့သူ့ဖခင်ဖြစ်တယ်เนาะဒီယာကုပ်ကအစပေါ့เนาะသူ့ရဲ့မောင်နှမတွေသူရှိမယ်ဒါကျွန်တော်တို့လူစာတိအဖြစ်တော့သူ့ရဲ့အမျိုးအနွယ်တွေဖြစ်ပါတယ်သူ့ရဲ့မိသားစုဖြစ်ပါတယ်ဒါပေမဲ့ဝိညာဉ်ရေးရမှာတော့မဟုတ်ဘူးဝိညာဉ်ရေးရမှာတော့ဖယားသခင်ရဲ့စကားကိုနားထောင်တော်သူဖယားသခင်ရဲ့အလိုတော်ကိုဆောင်တော်သူဟာခရစ်တော်ရဲ့မိသားစုဖြစ်တယ်ဖျားနာမှာပုံကြည့်ပါစို့ဒါကြောင့်ကျွန်တော်ခရစ်တော်နဲ့မိသားစုဖြစ်ခြင်းခရစ်တော်နဲ့တလုံးတဝတီဖြစ်ခြင်းကိုကျွန်တော်တို့ကဦးစားပေးဖို့လိုတယ်ကျွန်တော်တို့ကအဲ့ဒီဟာကိုတောင့်တဖို့လိုတယ်စာတိအဖြစ်တော်စာချင်းတဲ့ဝိညာဉ်ရေးရမှာဖယားသခင်နဲ့တလုံးတဝတီဖြစ်ခြင်းကိုကျွန်တော်တို့ကဦးစားပေးဖို့အင်မတန်မှလိုအပ်ပါတယ်အဲ့ဒါမှကျွန်တော်တို့ဟာเนาะဖယားရဲ့အလိုတော်နဲ့အညီအသက်ရှင်တော်သူဖယားကเนาะကျွန်တော်တို့ကဖယားသခင်ကိုအဖေလို့ခေါ်ပြီးတော့မှဖယားကကျွန်တော်တို့ကိုငါသားလို့ခေါ်တဲ့အယတာကိုကျွန်တော်တို့ခံစားကြရမှာဖြစ်ပါတယ်ဒါကြောင့်ဖယားခင်ရဲ့အလိုတော်ကိုဆောင်တော်သူလို့ကျွန်တော်ပြောတဲ့အခါမှာယောဟန်6အပိုင်းငယ်29မှာတော့ဘာပြောလဲဆိုတော့เนาะဒီလူတွေကသခင်ခရစ်တော်ကိုမေးကြတယ်ကိုရောတဲ့เนาะဒီအကြောင်းအရာကတော့အမဒါမအချင်းကောင်းတဲ့လူငယ်ပေါ့เนาะတထေးတယောက်ပေါ့เนาะတကယ်ချမ်းသာတဲ့လူငယ်လေးအကြောင်းကနေစာပြီးတော့မှဖြစ်ပျက်လာဆိုတော့သခင်ခရစ်တော်ကเนาะဒီသူငယ်ကိုမေးတဲ့အခါမှာချမ်းသာသောလူငယ်ကိုမေးတဲ့အခါမှာအဲ့လူငယ်လေးကဖြေတယ်နော်ပညာတိကျမ်းတွေအားလုံးငါငယ်စဉ်ကတည်းကအကုန်လုံးကျင့်သုံးတယ်အကုန်လုံးစောင့်ရှောက်တယ်တခုမှမချိုးဖျက်ဘူးတဲ့နေ့မှတခုလိုသေးတယ်ခရစ်တော်ကပြောတဲ့အခါမှာပေးပါဝန်းကျင်မှာနေတဲ့လူတွေနော်တပည့်တော်တွေမှာအစအယံ့အော်တယ်ဒါဆိုရင်ငါတို့ကထာဝရအသက်ဘယ်လိုရမှာလဲဒီပညာတော်တွေနော်တခုမှမကြံစောင့်ရှောက်နိုင်တဲ့သူတော်မှထာဝရအသက်မရဘူးဆိုရင်ဘယ်လိုနည်းနဲ့ထာဝရအသက်ငါတို့ရနိုင်မှာလဲစသဖြင့်သူတို့မေးကြပြောကြတဲ့အခါမှာသခင်ခရစ်တော်ပြောတဲ့စကားအင်မတန်မှကောင်းပါနော်သူဘာပြောလဲဆိုတော့ဖယားသခင်စေလွှတ်တော်မူသောသူကိုယုံကြည်ခြင်းတာနော်အကျင့်နဲ့ပြည့်စုံသောအရာဖြစ်တယ်ဖျားနာမှာပုံကြည့်ပါစေအလိုတော်နဲ့ညီတော်အကျင့်ဖြစ်တယ်ဒါဆိုရင်ဒီမှာခရစ်တော်ပြောတယ်ဖယားခင်အလိုတော်ကိုဆောင်တော်သူဟာငါရဲ့ညီငါရဲ့အမဖြစ်တယ်ငါရဲ့မောင်နှမဖြစ်တယ်ငါရဲ့မိသားစုဝင်ဖြစ်တယ်ဒါဆိုရင်ယောဟန်6:29နဲ့ကျွန်တော်တို့ချိန်ပြီးမှစဉ်းစားကြည့်မယ်ဆိုရင်ကျွန်တော်တို့ဟာဖယားသခင်စေလွှတ်တော်မူသောသခင်ခရစ်တော်ကိုယုံကြည်သောကြောင့်ဖယားရဲ့အလိုကိုဆောင်တော်သူဖြစ်တယ်လို့တနည်းအားဖြင့်ကျွန်တော်တို့ပြောလို့ရတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဟာဖယားသခင်ရဲ့သားဖြစ်ရတော့အခွင့်ကျွန်တော်တို့ပြန်ရကြတယ်ခရစ်တော်အားဖြင့်ဖယားနဲ့နော်မိသားစုဝင်ဖယားရဲ့သားသမီးပြန်ဖြစ်ခွင့်ကျွန်တော်တို့ရတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဟာဖယားရဲ့သားဖယားရဲ့သားသမီးဖယားရဲ့မောင်နှမဖြစ်တယ်ဆိုတာကိုကျွန်တော်တို့မမေ့ဖို့အတွက်အင်မတန်မှအရေးကြီးပါတယ်နော်နောက်တစ်ဆင့်ကတော့ကျွန်တော်တို့အသက်ရှင်တိုင်းနော်လောကမှာကျွန်တော်အသက်ရှင်တဲ့ချိန်မှာအဲ့ဒီအတိုင်းပဲဖယားနဲ့အမြဲတမ်းတသားတကူတီဖြစ်နေဖို့အင်မတန်မှအရေးကြီးပါတယ်ငါဖယားသားဖြစ်ပြီဆိုပြီးတော့နော်ကျွန်တော်တို့ကြိုက်တယ်လို့နေလို့မရပါဘူးနော်ကြိုက်တယ်လို့တွားလာလို့မရပါဘူးအဆင်ပြေတယ်လို့ကျွန်တော်တို့နေထိုင်လို့မဖြစ်ပါဘူးဘာကြောင့်လဲဆိုတော့နေ့ရက်စဉ်တိုင်းမှာဖယားနဲ့တရားတကူတီကျွန်တော်တို့ဖြစ်နေဖို့အင်မတန်မှအရေးကြီးပါတယ်ဒါကြောင့်တိကောအခန်းကြီး6အပိုင်းငယ်7မှာဘာပြောလဲဆိုတော့ဖယားသခင်၌မိဝဲတော်သူတည်ထိုသခင်နဲ့တစိတ်တဝိညာဉ်တည်ဖြစ်တယ်ဖျားနာမှာပုံကြည့်ပါစေဒါကြောင့်
ဖျားသခင်တဲ့ကျွန်တော်တို့ကတစိတ်တဝိညာဉ်တည်တယ်နော်ဘယ်လို့မှဖျားနဲ့ခွဲလို့မရဘူးကျွန်တော်တို့ဟာဒီကျမ်းစာအရာကျွန်တော်စဉ်းစားမယ်ဆိုရင်နော်ဘယ်လို့မှခွဲလို့မရဘူးပုဂ္ဂိုလ်အဖြစ်ကျွန်တော်ပြောမယ်ဆိုရင်ပုဂ္ဂိုလ်နှစ်ယောက်ပေါ့လူသားနဲ့ဖျားဒါပေမဲ့ဝိညာဉ်ရေးရမှာကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဟာတဒါတကိုတီလို့ပြောတယ်တဒါတကိုတီဖျားသခင်၌မြည်ဝဲတော်သူဒါဆိုရင်အခုနစကလုံးအရာကျွန်တော်တို့ဖျားနဲ့မြည်ဝဲတော်သူဟာဘယ်လိုမျိုးလဲလို့ကျွန်တော်တို့မေးခွန်းမေးမယ်ဆိုရင်တော့နော်ဖျားရဲ့အလိုတော်ကိုဆောင်တော်သူဖျားရဲ့စကားကိုနားထောင်တော်သူဖျားနဲ့မိတ္တဟာယရှိတော်သူဟာနော်ဖျားနဲ့တဒါတကိုတီဖြစ်နေတယ်ဆိုတာကိုကျွန်တော်တို့သဘောပေါက်မှာဖြစ်ပါတယ်နော်အဲ့ဒီကျမ်းပိုက်မတိုင်ခင်မှာဘာပြောလဲဆိုတော့เนาะဒီမတရားသောအမှုမှာเนาะမတရားသောကိစ္စမှာမြင်ဝဲတဲ့လူဟာတဲ့เนาะအဲ့ဒီလူနဲ့ဥပမာရေးတဲ့ထဲမှာเนาะတမန်တော်ကြီးရှင်ဘောလုကတော့ကောရိန္သုအသင်းတော်ကိုသူကပြောတယ်เนาะယောက်ျားတစ်ယောက်ဟာတဲ့เนาะမိန်းမတစ်ယောက်နဲ့တွားပြီးတော့မှပေါင်းဖက်မယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီလူဟာအဲ့ဒီယောက်ျားဟာသူသွားပေါင်းဖက်တဲ့မိန်းမနဲ့တလုံးတဝါတီဖြစ်သွားပြီတလုံးတဝါတီဖြစ်သွားပြီဒီတိုင်းပဲတဲ့ဖယားသခင်၌မြည်ဝဲတော်သူဖယားနဲ့မိထာယဖွဲ့ဖယားနဲ့အချိန်ယူဖယားရဲ့နှုတ်ကပတ်တော်တိုင်းအသက်ရှင်ဖယားပြောတဲ့တိုင်းနေ့ရက်စဉ်တိုင်းမှာအသက်ရှင်တဲ့သူဟာလည်းပဲဖယားသခင်နဲ့တဒါတကိုတီဖြစ်တယ်ဖျားနာမှာပုံကြည့်ပါဒါကြောင့်မလို့ကျွန်တော်တို့နေ့ရက်စဉ်တိုင်းအသက်ရှင်ခြင်းတာဖယားနဲ့တကယ်တဒါတကိုတီတကယ်ဖြစ်ရဲ့လားဆိုတာကိုစဉ်းစားဆင်ခြင်ဖို့လဲလို့တယ်လို့เนาะကျွန်တော်တို့ဖယားရဲ့နှုတ်ကပတ်တော်အတိုင်းအသက်ရှင်တိုင်းဖယားစကားကိုကျွန်တော်တို့နာခံတိုင်းမှာငါဟာဖယားရဲ့စာတိဖယားနဲ့တဒါတကိုတီငါရှိနေတယ်ဆိုတာကိုတီးပြီးတော့မှเนาะကျွန်တော်တို့ဝိညာဉ်ရေးရမှာခွန်အားယူဖို့ဖြစ်ပါတယ်ဖျားနာမှာပုံကြည့်ပါဒါကြောင့်မလို့ဖယားသခင်ကเนาะကျွန်တော်တို့ ਨੇ တဒါတကိုတီနေချင်တယ်ဘယ်ချိန်မှနေလို့ရလဲသူ့ရဲ့စကားကိုကျွန်တော်တို့နားထောင်တဲ့ချိန်မှာသူ့ရဲ့နှုတ်ကပတ်တော်အတိုင်းကျွန်တော်တို့ကြင်ကြံပြုတ်မှုတဲ့အခါမှာဖယားဟာကျွန်တော်တို့ ਨੇ တဒါတကိုတီရှိနေတာဖြစ်တယ်ဖျားနာမှာပုံကြည့်ပါစေကျွန်တော်စဉ်းစားเสียရှိတခါတလေမှာเนาะဒီအကြောင်းအရာတွေကျွန်တော်နားမလဲတဲ့အခါကျွန်တော်လူတွေကဘယ်လိုစဉ်းစားတတ်လဲဆိုတော့เนาะဖယားရဲ့အလိုတော်ဆောင်တယ်ဆိုတာเนาะဘယ်သူကမှအတိအမှပြုတာမဟုတ်ဘူးဘယ်သူကလည်းမြင်တာလည်းမဟုတ်ဘူးเนาะငါတို့ပြောတဲ့ဖယားလည်းမျက်စိနဲ့မြင်ရတာမဟုတ်ဘူးငါတို့ ਨੇ အတူရှိမရှိလည်းမသိရဘူးပေါ့เนาะလူတွေကအဲ့လိုပြောတတ်ပါတယ်ဒါကြောင့်မမြင်ရတဲ့ဝိညာဉ်နယ်ပယ်မှာဖြစ်ပျက်နေတဲ့အရာကိုလူတွေကစိတ်မဝင်စားဘူးမြင်နေရတဲ့လူတွေရဲ့ချီးမွမ်းခြင်းခံရဖို့လူတွေရဲ့အမြင်မှာကောင်းဖို့เนาะလူတွေရဲ့ဝေဖန်ခြင်းမခံရအောင်အဲ့လိုမျိုးเนาะလောကနဲ့ဖလဲပြီးမှပဲလူတွေနေကြအဲ့ဒါအင်မတန်မှဝိညာဉ်ရေးရနဲ့ကြည့်မယ်ဆိုရင်မှားပါတယ်ဒါကြောင့်ဖယားနဲ့တဒါတကိုတီရှိနေဖို့ကဖယားနဲ့အမြဲတမ်းမြည်ဝဲနေဖို့ဖယားစကားနဲ့ကျွန်တော်အမြဲတမ်းအသက်ရှင်နေတိုင်းမှာတင်းနဲ့ကျွန်တော်ဟာဖယားနဲ့မြည်ဝဲတော်သူဖြစ်တယ်ဖယားနဲ့တဒါတကိုတီကျွန်တော်တို့ရှိနေတယ်ဖယားနဲ့တဒါတကိုတီရှိနေမှတော့ကျွန်တော်တို့ဟာအောင်မြင်မှာပဲလေကျွန်တော်တို့ဟာလွတ်မြောက်မှာပဲလေဖယားရဲ့ကောင်းကြီးကိုကျွန်တော်တို့ကတော့ခံစားနေရမှာပဲလေဘာကြောင့်လဲဖယားနဲ့တဒါတကိုတီဖြစ်ရအဲ့ဒီဖယားကဘယ်လိုဖယားလဲရိုးရိုးဖယားမဟုတ်ဘူးမကယ်တင်နိုင်လောက်အောင်လက်တူတဲ့ဖယားမဟုတ်ဘူးနော်ဟေရှာယမှာကောင်းကောင်းပြောပါတယ်ကျွန်တော်ခေါ်တဲ့အတန်ကိုမကြားစေချင်ကနားထိုင်းတဲ့ဖယားလည်းမဟုတ်ပါဘူးကောင်းကင်အောင်မြေကြီးပေါ်မှာနော်စိုးစံနိုင်တော့အခွင့်အာဏာတကူနာမပိုင်ဆိုင်တဲ့ဖယားနဲ့တကားနော်တသားတကိုတီဖြစ်ခွင့်ရတယ်ဆိုတာအင်မတန်မှအခွင့်ထူးပဲဖြစ်ပါတယ်ဟာလေလုယာကျွန်တော်အဲ့လိုစဉ်းစားဖို့လို့ဖြစ်စေလို့ပြောရဲ့အရာခတ်သိမ်းဖြစ်လာတယ်
ya khaten ko tu yen hok ta khon ne phan sin ne phaya elok ta ko ji de phaya ne ta da ta ko ti phit khon chono ro ya da ha imadan ma kaung ne aya phitပါတယ်ဖြာနာမှာပုံကြည့်ပါလူတွေမမြင်နိုင်ဘူးလူတွေကမသိဘူးဒါပေမဲ့ကျွန်တော်တို့ဝိညာဉ်ရေးရမှာသိရမယ်အဲ့လိုဖျားနဲ့တသားတကိုတီဖြစ်ဖို့အမတန်မှအရေးကြီးပါလောကမှာเนาะကျွန်တော်တို့ရာထူးကြီးတဲ့လူတွေเนาะနာမည်ကြီးတဲ့လူတွေနဲ့ကျွန်တော်တို့မိတ်ဆွေဖြစ်ရင်เนาะတငယ်ချင်းလိုမျိုးเนาะကျွန်တော်တို့ပေါင်းဖက်ခွင့်ရရင်အမတန်မှဂုဏ်ယူတတ်ကြတယ်เนาะအဲ့လူကြီးကငါနဲ့အရန်ရင်းနေတာအဲ့လိုမျိုးပေါ့เนาะကျွန်တော်တို့ပြောတတ်ကြဂုဏ်ယူတတ်ကြကျွန်တော်တို့ကကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ထာဝရဘုရားနဲ့တရားတကူတည်ဖြစ်ခွင့်ရတော်သူများဖြစ်တဲ့ဘုရားနာမပုံကြည်ပါစေဒါကြောင့်ဘာလို့လဲဆိုတော့เนาะအိဖက်အခန်းကြီးကအပိုင်းငယ်30မှာเนาะဘာထပ်ပြောလဲဆိုတော့ဘုရားငါတို့ဟာတဲ့เนาะခရစ်တော်အဖြစ်เนาะတစ်ချက်ဖတ်ကြည့်အောင်เนาะအိဖက်အခန်းကြီးငါအပိုင်ငယ်30မှာအိဖက်ငါ30မှာပြောတဲ့စကားအကယ်စင်စစ်ငါတို့ဒီဖယားသခင်ဒီအသားတော်အယိုးတော်တို့အဝန်ဖြစ်၍ကိုယ်တော်မြတ်ဤအင်္ဂါဖြစ်ကြ၏ဟာလေလုယာကျွန်တော်တို့ဟာဖယားရဲ့အသားဖြစ်တယ်အယိုးလည်းဖြစ်တယ်တကယ်နည်းနည်းပါတယ်သွားစဉ်းစားရင်နော်အမတန်မှနည်းနည်းပါဒီနေရာမှာပဲဒီချမ်းပိုက်တပိုက်နဲ့ပဲကျွန်တော်တို့အချိန်ယူပြီးတော့မှလေးလေးနက်နက်စဉ်းစားမယ်ဆိုရင်နော်စဉ်းစားစရာတွေအများကြီးရှိပါတယ်ဖယားရဲ့အယိုးဟာမခိုင်ခံပဲနဲ့မနေပါဘူးဖယားရဲ့အသားဟာမကြမ်းပါပဲနဲ့မနေပါဘူးဟာလေလုယာဖယားရဲ့အယိုးအသားဖြစ်တယ်ကျွန်တော်တို့ဟာနော်ဒီအေဖက်ဩရာစာဘာပြောလဲဆိုတော့မိသားစုအိမ်ထောင်ကိုเนาะခွန်အားပေးတဲ့ခါမှာပြောတဲ့စကားဖြစ်ပါတယ်အသင်းတော်ကိုခွန်အားပေးတဲ့ခါမှာเนาะယုံကြည်သူတိုင်းဟာကိုယ်အင်္ဂါဖြစ်တယ်အဲ့ဒီတိုင်းပဲယုံကြည်သူတယောက်ဟာလည်းပဲဖယားရဲ့အလိုတော်ကိုဆောင်တော်သူဖယားရဲ့เนาะစကားကိုကြားပြီးတော့မှနားထောင်တော်သူဟာဖယားသခင်ရဲ့အယိုးဖြစ်တယ်အသားဖြစ်တယ်ပြောချင်တာကအဲ့လောက်တောင်မှဖယားနဲ့ကျွန်တော်တို့ကတအားကိုစိတ်ဆက်တာဖြစ်တယ်တကယ်ကိုယဉ်နေတာဖြစ်တယ်အဲ့ဒါကြောင့်သခင်ခရစ်တော်ကငါရဲ့ညီမငါရဲ့နှမငါရဲ့ညီငါရဲ့အမိဟာဖယားစကားကိုနားထောင်တော်သူတိုင်းဖြစ်တယ်တဲ့ဟာလေလုယာဒီစကားတွေကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ပြောတဲ့စကားတွေအားလုံးဆေးဆက်ကြည့်မယ်ဆိုရင်ဖယားနဲ့ကျွန်တော်တို့ဟာဘယ်လိုမှခွဲလို့မရတော့အောင်တကယ်ကိုကျွန်တော်တို့ဟာတလုံးတဝတီတဝိညာဉ်တီဖြစ်နေတယ်ဆိုတာကျွန်တော်တို့သဘောပေါက်ဖို့ဖြစ်တယ်ဆိုတော့နော်အဲ့ဒီအကြောင်းကိုကျွန်တော်တို့တကယ်သဘောပေါက်ရင်လောကမှာအသက်ရှင်ရတာဝမ်းမြောက်စရာကြီးဗျာဒုက္ခရောက်နေတဲ့ချိန်မှာလည်းငါဟာဖယားရဲ့အယိုးဖယားရဲ့အသားအလုတ်ထဲမှာကျွန်တော်ရောက်နေလဲငါဟာဖယားရဲ့အယိုးဖယားရဲ့အသားဘယ်နေရာပဲရောက်ငါဟာဖယားရဲ့အသားဖြစ်တယ်ဖယားရဲ့အယိုးဖြစ်တယ်ဖယားနဲ့တစိတ်တဝိညာဉ်တည်းအသက်ရှင်တော်သူဖြစ်တော်ကြောင့်ငါဟာအစဉ်အမြဲဖယားသခင်နဲ့အောင်မြင်မဲ့သူဖြစ်တယ်ဟာလေလုယာစုံစမ်းခြင်းတွေနှောက်ယှက်ခြင်းတွေရောက်လာရင်လည်းပဲအဲ့ဒီထဲမှာငါဟာဖယားရဲ့အယိုးဖယားရဲ့အသားဖြစ်တယ်ဖယားနဲ့တစိတ်ဝိညာဉ်တည်းငါအသက်ရှင်တော်ကြောင့်အဲ့ဒီဖယားကငါ့ကိုချီးမြှောက်မယ်ကောင်းချီးပေးမယ်လို့ယုံကြည်ရဲတဲ့ဝမ်းမြောက်နိုင်တဲ့အသက်တာကိုပေးတာဖြစ်တယ်ဖျားနာမှာပုံကြည်ပါစေဒါကြောင့်ယာကုပ်ကကျွန်တော်တို့ယုံကြည်သူတွေကိုတတိပေးပါတယ်ဘာတတိပေးလဲဆိုတော့လောကီမိတ္တဟာယတိဖယားသခင်နဲ့ဆန့်ကျင်ဖက်ဖြစ်တယ်ဒါကြောင့်နေ့ရက်စဉ်တိုင်းမှာကျွန်တော်တို့လောကီနဲ့မိတ္တဟာယဖွဲ့ရင်တော့ကျွန်တော်တို့ဟာလောကီနဲ့ပဲတရားတကူတည်ဖြစ်သွားလိမ့်မယ်။နေ့ရက်စဉ်တိုင်းမှာဖယားနဲ့မိတ္တဟာဖွဲ့တဲ့သူကတော့ဖယားနဲ့အမြဲတမ်းတစိတ်တဝိညာဉ်တည်ဖြစ်ပြီးတော့ဖယားရဲ့အယိုးအသားဖြစ်ရတော့အခွင့်နဲ့အသက်ရှင်နေရတယ်ဆိုတာကျွန်တော်တို့နားလည်ဖို့ဖြစ်ပါတယ်။ဒါကြောင့်မလို့နော်ဒီနေ့
ချစ်တော်ညီကိုမောင်မအားလုံးကျွန်တော်ခွန်အားပေးခြင်းနဲ့တင်ဟာဖရားရဲ့အလိုတော်ကိုဆောင်တဲ့အချိန်နာရီတိုင်းမှာတင်သည်ဖရားရဲ့ညီဖရားရဲ့မိသားစုဖြစ်တယ်ဆိုတာမမေ့ပါနဲ့ဖရားရဲ့အယိုးတော်ဖရားရဲ့အသားတော်နဲ့တစိတ်တဝိညာဉ်တည်ဖရားနဲ့အသက်ရှင်ခွင့်ရတယ်ဆိုတာနားလည်ပြီးတော့မှဖရားရဲ့အလိုတော်ကိုဆောင်တော့အသက်တာဖြစ်ရအောင်လို့ဒီနေ့ခွန်အားပေးခြင်းပါတယ်အရောက်တိုင်းပေါ်ဖရားကောင်းချီးပေးပါစေ